လောရလွယ်ပြီးအရသာလက်ရှိကျမရင်းနဲ့လည်းညီညွတ်တဲ့ပဇွန်ကျုပ်တပူးကျော်လှူစားပါမယ်ပထမဦးဆုံးပဇွန်၈កောင်ခန့်ကိုခေါင်းဖြုတ်အခွန်ခွာခြေထုတ်တန့်စင်ထားပါမယ်ကျုပ်နှလုံးကိုစားရေအနှဲငယ်ထည့်ပြီးခလောက်ထားပါမယ်ပကံလုံးတစ်ခုထဲမှာပဲငံပြာရည်ခရုစီစားနဲ့ရေအနှဲငယ်ထည့်ပြီးဆော့ဆက်ထားပါမယ်အိုးထဲကိုစီနှဲငယ်ထည့်ပြီးစီပူလာရင်ကျုပ်တပူးထည့်ပြီးအတုံးလေးတွေပြောင်းချလိုက်ပါမယ်ခလောက်ထားတဲ့ကျုပ်ထည့်မှွေပါမယ်ကျုပ်အနှဲငယ်ကြက်ပြီဆိုရင်ပဇွန်ထည့်ပါမယ်ဆက်ထားတဲ့ sauce ထည့်ပါမယ်တမအောင်မှွေပြီးရင်အဖုံးအုပ်ပြီး9မိနစ်ခန့်ထားလိုက်ပါမယ်ပြီးရင်တော့ကျွတ်တုံမိတ်ဖြူပြီးစားလို့ရပါပြီ